အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ရောက်ရှိတဲ့နေရာလေးကတော့ပါကနန်စီပွဲတော်ကြီးပဲဖြစ်ပါတယ်ဒီစီပွဲတော်ကအော်တိုဘာလ12ရက်ကနေအော်တိုဘာလ24ရက်နေ့အထိ12ရက်တက်တိုင်းပြုလုပ်ကျင်းပသွားမယ်စီပွဲတော်ကြီးပဲဖြစ်ပါတယ်450 บาทครับพี่ซื้อ100 บาทให้15 บาทครับไม่บาทจะเปิดที่ปฏิบัติมาให้ท่านได้ริบน้ำตาผักโอ้ใหม่มา